နေကြရပါလိမ့်တောင်းလေးလေးလုံးဆိုတာရှားမဟုတ်ပါဘူးတရားတော်ကဒီဘက်ကလည်းဇေယမရဏဒီဘက်ကလည်းဇေယမရဏပဲနော်ဒီဘက်ကလည်းဇေယမရဏပဲဒီဘက်ကကြည့်လိုက်ပြန်လည်းဇေယမရဏပဲဆိုတော့တောင်းလေးလုံးကြားမှာတရားဓမ္မတွေမွေးဖွားနေရတယ်ဆိုတာသဘောကျကြအဲ့ဒါဥစ္စာဘယ်မှာလာပါလိမ့်မလို့ဆိုတော့သံယုပါဠိတော်မှာလာတယ်ဓမ္မရှင်းဘုံမှာသံဃာတွေနေနေတရားဓမ္မတွေကိုဖြစ်ကြောင်းကိုသိအောင်လို့ဘုန်းကြီးကဟောရပါလေလို့မှတ်ထားကြအောင်နော်ဒီတိုင်းမသိပဲနေကြလို့ရှင်မသိပြောနေမှာဥက္ကမောင်သိဆိုရင်ဩမသိပြောပြီးဒီကလာနေလို့ရှင်မသိသေးလို့ရှင်မသိလို့ပဲမျက်နှာသွားတော့မယ်ဆိုတာကိုတရားဓမ္မတွေကိုအကြောင်းကိုသိထားရမှာရှောင်ရှားကြလမ်းများလည်းရှားဖို့အချိန်ရောက်ပါတော့လားဆိုတဲ့ဥစ္စာလည်းသိသိချာချာမှတ်ကြပါနော်ကောသလမင်းကြီးကတရားဓမ္မတွေနေ့လိုကြောင်တော်ကြီးမှာနောက်ကလည်းခြေချင်းတက်တယ်ဆင်းတက်တယ်မြင့်တက်တယ်အာမင်းတို့တက်တယ်နဲ့မြို့လှဲပြီးဒီကလာကြတာနော်ကောသလမင်းကြီးကရှေ့ကကောင်းဆောင်ပြီးဒီကမင်းအားပြတာကိုလေခြေချင်းတက်ကဘယ်လောက်ရှိတယ်ကုန်းတက်ကဘယ်လောက်ရှိတယ်မြင့်တက်ကဘယ်လောက်ရှိတယ်ဆိုပြီးဒီကတိုင်းပြည်ညင်ဖို့ပြည်ပြရေးတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့မင်းတို့ဂုံပါဝါကိုပြတယ်လို့ဥက္ကမောင်မှတ်လိုက်စမ်းအဲ့ဒီအချိန်ကြတော့ဒါလည်းပြရင်မှတန်တယ်သူဖះเจ้าတော့ဝင်ပြီးဒီကလာခဲ့ဖះเจ้าတော့ဝင်လာတယ်ဒကာကြီးနေလေကြောင်တော်ကြီးဘယ်နဲ့တော့ဒီဖះเจ้าတော့ရောက်လာတာဘာကိစ္စပါလဲဘယ်เจ้าနဲ့ဆက်သွယ်ပြီးဘယ်လိုမျိုးရောက်လာပါလိမ့်မလဲလို့နေလိုက်တဲ့အခါရှင်ဖះထိတ်မှာဝိပိတ်တွင်ထားတဲ့မင်းဆိုတာကမင်းတို့စိတ္တိဘောဂါတွေမင်းတို့ချမ်းသာဖို့ပြည့်စုံစေရနာတွေနောက်လေဘောဂါတွေမြင်မြတော့တောင်းတင်းတယ်ဆိုတဲ့ဥစ္စာမင်းတို့အားပြပါလေဗျာတပုံတွေတိုင်းတွေကဘုံကမ္မာတွေဒါတွေကိုနေနေသွားလာအောင်စိတ်တွေရော့ပြီးဒီကလာသွားလာအောင်မင်းအားပြရင်မှတ်တယ်အရှင်ဘုရားစီရောက်လာပါတယ်ခင်ဗျာဒီကတော့ဖြင့်ဘုရားဓမ္မတွေသိတဲ့အတိုင်းပေါ့ဗျာသူ့အားသူပြလုံယုံပြီးဆိုပြီးအားပြတယ်နော်ဩဘုရားခင်ဗျာမြတ်ကြီးကရိပ်မိဩသူဒီကားလို့ရှင်ပြင်အားတော့ဖြင့်သူကဟုတ်လာတယ်လို့ရှင်ပြင်အားတွေပြပြီးဒီကလာငါတော့ဖြင့်အတော်လုံးယုံနေနေတဲ့ရှင်ပြင်တူတယောက်ပဲလို့သူစိတ်ထဲမှာအောက်မိပါတယ်အဲ့ဒီကဘုရားခင်ဗျာမြတ်ကြီးကတခါကြီးဖို့တရားဟောတော်မူလာကိုနားနဲ့ထောင်လန်းဆိုပြီးထောင်ခိုင်းလိုက်ဒါကြီးတဲ့အရှိဘကတောင်ကြီးနှလုံးကလည်းလိမ့်ပြီးဒီကလာတဲ့အရှိဘကလူတွေအကုန်ကြိတ်တာပဲအဲ့ဒီအရှိဘကလာတဲ့လူကဒကာကြီးပြောမယ်တဲ့ကောသလမင်းကြီးကရှင်မင်းကြီးအရှိဘကလူတွေဖြင့်တောင်ကြီးနှလုံးကကြိတ်လာလို့အရှိဘကလူတွေအကုန်သေးကုန်ပါပြီပြာပြက်ပြီးဒီကလာကုန်သေးကုန်ပါပြီရှင်မင်းကြီးဒီတောင်ကြီးနှလုံးကလည်းတစ်ထည့်ကြည့်လိုက်လို့ရှင်မြမပြည်တန်ရောက်ပါတယ်ဘေးမှာလည်းကြားမရှိပါဘူးကြောက်တန်းရှည်ကြီးအမြင့်ဆုံးကြီးပဲအရှိဘက်ကလူတွေလည်းအကုန်ကြိတ်ကုန်ပါပြီရှင်မင်းကြီးဒါကျွန်တော်တို့ကဲတော်မူပါလို့အရှိဘက်ကလူကလည်းသင်မင်းကြီးပြောလိုက်မယ်ဒီကရမတို့သဘောကျတကယ်လားအနောက်ဘက်ကလူကလည်းတောင်ကြီးတွေကြိတ်ပြီးဒီကလာလို့အနောက်ဘက်ကလူကလည်းရှင်မင်းကြီးကျွန်တော်တို့နောက်တိုင်းသားတွေပြင်အကုန်တောင်ကြီးလုံးကထဲမိုးကြောင်မြင့်ပြီးဒီကလာပြမာလေးကြောင်မြင့်ပြီးဘေးမှာလည်းကြားမရှိလာအောင်ပဲလူတွေကုန်ကြိတ်ကြပြီးဒီကလာဒီဘက်လိမ့်လာနေတယ်ရှင်မင်းကြီးကာကွယ်အားထုတ်ဖို့ကြိုးစားပါကျွန်တော်တို့လည်းကဲပါရှင်မင်းကြီးတိုင်းပြည်မှာနေတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်အရှင်မင်းကြီးကိုလည်းရှင်မင်းကြီးဆောက်ရှောက်ပါတောင်ကြီးတွေကပြန်လာပြီဆိုတော့ဇေယမရဏကိုဆိုရင်းရအကြီးကလာရဲပါနောက်ကလာတော့အနောက်ကလာတော့တောင်ကလာတော့ဒီလေးလုံးဆိုင်ပြီးကြည့်တဲ့ခါကြလို့ရှိရင်ဘယ်ပုဂ္ဂိုလ်ခံနိုင်ပါဘယ်ပုဂ္ဂိုလ်မှမခံနိုင်ဘူးတဲ့တောင်ဘက်ကလူတွေပြောတယ်အနာရှင်မင်းကြီးဒီတိုင်းပဲခုနကပြောခဲ့တဲ့တိုင်းပြောပါတယ်အဲ့ဒီလိုဘုရားခင်ကိုရမကြီးအရှင်မင်းကြီးဒီတောင်ကြီးလုံးဆိုင်ပြီးကြတာကြိတ်ရလို့ရှိရင်ဖြင့်အခုလူတွေကလည်းတောင်ဘက်ကလူတွေကလည်းတောင်ဘက်ကကြိတ်လာတော့သိကုန်ပါပြီရှင်မင်းကြီးလည်းကာဝယ်ပါကျွန်တော်တို့လည်းကာဝယ်ပေးပါလို့ပြောလို့ရှိရင်ဖြင့်ရှင်မင်းကြီးဘယ်လိုတတ်နိုင်ပါမလဲလို့ဘုရားခင်ကိုရမကြီးကပြောလိုက်ပါတယ်နော်အရှင်ဘုရားတော့မြင်မာတဲ့တောင်ကြီးရှေ့ဘက်ကရောလေးဘက်ကဝိုင်းပြီးစုံပြီးကြိတ်တယ်ဆိုလို့ရှိရင်ဖြင့်
ဒါစိတ်ဒီဘောပါရင်းနဲ့၎င်းဒုလန္တန္တာလေးများတွေနဲ့၎င်းတဏှဆက်ရှိတော်မြောက်ဆက်ရှိသည်တို့နဲ့၎င်းကာကွယ်လို့ရှင်မင်းကြီးရပါမလားတရားမေးလိုက်ဒကာဓမ္မတွေဘယ်နဲ့ဖြေမရနိုင်ဘူးဒီတော့ကြိတ်ပွဲမှာပဲဒကာဓမ္မတွေမှုဖြစ်ပြီးတရားမယ်အိဗေကအထူးပေကြနေတယ်ဆိုတာတော့သဘောကျဒီမှာလည်းဒကာဓမ္မတို့ခင်ဗျားတို့ကတရားနာနေတယ်ဒီတောင်ကြီးလေးလုံးကတော့ဝိုင်းကြိတ်နီးလာပြီးကတ်နေပြီဆိုတော့သေချာမှကြပါသဘောပါကြနောက်ဘက်ကလူတွေနောက်ဘက်ကတောင်းလိုက်ကြည့်ရပဲရှင်းဘက်ကလူတွေရောမြောက်ဘက်ကလူတွေရောမြောက်ဘက်ကတောင်းလိုက်ကြိတ်ပြီးလာလို့ဒကာဓမ္မတွေအတုပါတွေဖြစ်ကုန်တာတွေကိုတွေ့ကြပါလားတောင်းဘက်ကလူတွေကြိတ်ပြီးဒီကလာတာဘယ်လိုများရှောင်တွင်းပြီးဒီကလာလွတ်ကင်းတယ်ဆိုတဲ့အဓိပ္ပာယ်များရှိကြပါရဲ့လားဒါဖြင့်ဒကာဓမ္မတွေအခုတရားနာနေတဲ့ဒကာဓမ္မတွေဘယ်ကြောင့်မှနာရပါလိမ့်မလဲလို့မေးကြတယ်တော့နော်တောင်ကြီးလူလုံးကြားထဲမှာဒကာဓမ္မတွေကလို့ဆိုလို့ရှိရင်ဖြင့်ဒီဘဝအနည်းမှာပဲတရားနာနေရပါတယ်ခင်ဗျာသဘောပါကြဘယ်ချိန်မှတရားနာနေကြပါလိမ့်ဒီကြားထဲမှာနာနေတောင်ကြီးလူလုံးကြားထဲမှာနာနေသူ့လည်းတရားမနာကြည့်လေကိုယ့်ဟောဒီဘက်ကလူတွေရောနောက်ဘက်ကလူတွေရောအမှန်တန်ကြည့်ရကြည့်ရဖြစ်နေတော့ဒကာဓမ္မတွေဒီထဲမှာတောင်ကြီးပွဲထဲမှာသေဘောဝင်ရမှာပုဂ္ဂိုလ်တွေကြီးပဲဆိုတာညွှန်းစရာရှိသေးရဲ့သိကြောက်စရာကောင်းပါလားဒကာဓမ္မတွေကျွတ်တော့တောင်လေးလုံးကြောင့်မွေးနေတဲ့အတွက်ပြန်မွေးပြန်လွဲတော့လို့ဆိုလို့ရှိရင်ဖြင့်ပြောစရာရှိသေးရဲ့ဒကာဓမ္မတွေဘာလွဲတယ်ဆိုတာရောအမွေးလွဲဘယ်ကြအမွေးပါလဲဒီတောင်လေးလုံးကလည်းပြိုင်တစ်ခါလို့ကြည့်ဒကာဓမ္မတွေခင်ဗျားတို့ဝေးသွားတယ်လေဘယ်လိုများဆုံးရပါလိမ့်မလို့ဘုံလုံးကြီးကြောင့်မှာပဲသိဆုံးကြရနော်ကျွတ်တော့လည်းပဲအဲမှာသိဆုံးရမယ်ဆိုတာဘောဒကာဓမ္မတွေသိကြပါလားဒီတောင်လေးလုံးရမှာပဲဒကာဓမ္မတို့ရှင်းရပါမယ်အခုတောင်လေးကြိတ်လာတဲ့သုဒကာဓမ္မတွေလည်းတော်တော်လေးကိုပဲခြေနေပြတ်ကုန်ပါပြီပြည့်သေးဘူးလားဘုရားမေပြုတ်တယ်များရှိသေးရဲ့လားအိုးအိုမူတွေကတံပြိတ်ထားတာတွေသိကြလားအသေးမကြည့်သေးဘူးနော်အားရမလားနဲ့ရုံပဲချဲ့ရုံပဲကြည့်သေးတယ်အသေးကြီးမှရှိသေးတယ်ဆိုတာကိုညှင်းမလို့ရသေးလားခိုင်းဒါဖြင့်ဒကာဓမ္မတို့ဒီတောင်လေးလုံးကြတာဘယ်လိုလုပ်ပြီးဒီကာလထွက်ကြမှာတော့နဲ့ဘဝများဆိုလေဒီတောင်ကြားကိုမွေးကြမှာနတ်ပြည်ကိုလည်းတောင်လေးလုံးကြတယ်ဓမ္မပြည်ကိုရောလွေကျွေမြင်ကြသေးရဲ့လားဩကျွတ်တွေဒီကားလို့ဆိုလို့ရှိရင်ဖြင့်နောက်ဘဝတည်းတော့ဘယ်လိုများနေလို့ဘယ်လိုများသိခဲ့ရပါလိမ့်မလို့မဲလို့ရှိရင်တောင်ကြီးဘွဲမှာပြေဘောဝင်ခဲ့ရတယ်ရင်းမိနောက်ဘဝကကြောက်ကြလားပြန်မှဖြစ်ကြလားအဲ့တော့ဘုန်းကြီးတော်ပြောတာကိုသိကြတာကတော့တောင်ကြီးဘွဲပြေဘောဝင်ခဲ့တာကသိကြတယ်ရှင်းရဘာသိကြပါလိမ့်တောင်ကြီးဘွဲမှာခန္ဓာနဲ့ပြေဘောဝင်ခဲ့ရတယ်ဆိုတာဖြင့်ဒကာဓမ္မတို့ဘယ်လောက်များကြာခဲ့ဘလို့မဲလို့ရှိရင်တောင်ကြောင်းမဲတဲ့ဥစ္စာဒကာသိရဘယ်နေရာသိကြလို့သေးမဲဆိုလိုသေးလားဇာမရဏတောင်ကြောင်းမှာရှိတော့မွေးတယ်ဒါပြင်ဒီဘက်ဇာမရဏကြိတ်လိုက်ဘုရားဇာမရဏကြိတ်လိုက်ဒကာဓမ္မတို့ရှိကကြိတ်လိုက်နောက်ကကြိတ်လိုက်တောင်လေးလုံးကြားမှာပဲကျုပ်တို့ကျေမွားပြီးဒီကလာဝိညာဉ်ချုပ်လိုက်ရပါတယ်ဆိုတာကိုညင်းဖို့လိုသေးလားဘယ်လောက်ကြာကြလို့အခုရောတဲ့ဓမ္မတွေလွတ်ပလားလားနေတယ်မလားတောင်းတွေကကဲတရားဓမ္မတို့ဘယ်လိုလုပ်ကြမလဲဆိုတော့ဘုန်းကြီးကလည်းကြံကြံပေးရတော့မယ်ဘုရားကလည်းခေါ်ကြမင်းကြီးကြံကြံပေးတဲ့အတိုင်းတရားဓမ္မတွေလိုက်ကြမှာတော်တော့မယ်ဆိုတာဖြင့်ဘယ်လိုလဲအန္တရာယ်ကင်းပေးခြင်းကြဖြင့်မြင်ရသေးရလားဒီတောင်ကြောင်းမှာမွေးခဲ့တဲ့တရားဓမ္မတို့ဒီဘက်ကလည်းဇေယမရဏနဲ့ဒီဘက်ကလည်းနောက်ဘက်ကရောရှိဘက်ကကြည့်လိုက်တယ်ဇေယမရဏတွေဝိုင်းကြည့်တယ်ဘတ်တော်ရဲ့ဘောလည်းဇေယမရဏလက်တွင်းမှာပဲကောင်းစင်ပြီးပြပြီးသိလိုက်ရတာပဲတရားဓမ္မတို့ဘယ်ဘဝကဘာဖြစ်ခဲ့ကြတော့ဘယ်လိုသိလို့ဘယ်လိုနေခဲ့ရတော့ဆိုလို့ရှိရင်တောင်တပြေးလေးကြည့်ပြီးနောက်ဆုံးမိခန္ဓာဝါပြောက်ပြီးသိခဲ့ရပါတယ်ခင်ဗျာ
တရားပါပြောကြလို့သေးတယ်အဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေကတော့ကိုယ့်အားလေးနဲ့ကိုဟုတ်ပြီတကားကနေ냐တော့လေဒီတောင်ကြီးတွေလာပါပြီခင်ဗျားတို့လာနေပြီငါဓမ္မတကြီးရဲ့လူကြီးတော့ကြိတ်ထားပြီနောက်ဆုံးပြီအသေးကြီးမယ်ဆိုတော့တကားဝသေးကြဘူးလားအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေကဖိကလင်းကပြင်းကဆင်ကနဲ့သားရည်မိလေးတွေလူရမြတ်ကိုရစောင့်ပြီးတကားကနေတာအဲ့ဒါစောင့်နေတာမသေးကြဘူးတောင်ကြီးပွဲစောင့်နေတာသေးကြတယ်သဘောပါကြတယ်ပဲကြောက်เสียကောင်းပါလားဓမ္မတို့အမွေးလွယ်ဘူးဥပအောင်လို့ဘယ်လိုမှကြံဒီကမူကောင်းရပါကြလေလားဒီတိုင်းပဲဘုရားများဆိုပဲတပည့်တော်တို့ပြင်ဗျာဒီထဲမှာပဲနေပြီးဒီထဲမှာပဲသေဘောဝင်ရတဲ့အလုပ်ဟာတပည့်တော်တို့အမြဲတမ်းအလုပ်ပါပဲဆိုပြီးဒီလိုပဲနေကြတာမလားဒီတောင်းလေးလွဲ့ရကိုရုပ်ကနိုင်တဲ့ဆရာကောင်းမကောင်းကနှီးပိတ်ခဲ့ပြီးရှိတော့ရုံးဖို့အချိန်ချင်းရောက်ပြီလို့ဘုန်းကြီးများဆိုကြတယ်နော်မရောက်ကြသေးဘူးလားရောက်ပါပြီဒါဖြင့်ဓမ္မတို့တောင်းမကြည့်သေးလို့ဘုန်းကြီးကတော့ကံကောင်းပါရဲ့ဆိုကြအကွက်မှန်ပေါ့မွေးရဒီထဲမှာတောင်းရလိမ့်နေရတာပဲအထက်လည်းကောင်းနေကြည့်တာပဲဓမ္မပြေကြည့်တာပဲဓမ္မအောက်လည်းမြင်ချင်းနဲ့ဆက်သွားတာပဲလေးဘက်ကလည်းချော့ပေါက်ဖို့မရှိဘူးသဘောပါကြအဲ့လောက်ထဲမှာဘဝများစွာသံဃာကဓမ္မတို့တောင်ကြီးပွဲသေပွဲဝင်ခဲ့ရတယ်ဆိုတာသဘောကျဘယ်မှာသေပွဲဝင်ခဲ့ရပါလိမ့်ဓမ္မတွေကဒီထဲတောင်လေးလုံးရတယ်ဒီထဲမှာယူလို့ရတယ်သူ့လည်းသူ့ဇာမရဏနဲ့ကိုယ်မောဒါသိသိကြည့်နေတယ်ဆိုတာတောင်ကလူလည်းကြိတ်ခံရတာမြောက်ကလူရောအခြေကလူမြောက်ကလူရောဒါဖြင့်ဓမ္မတွေဒီထဲမှာပဲသေပွဲကြီးဝင်ခဲ့ရတယ်သို့တော်ကြီးလေးတွေပဲသေးများသာဖြစ်ပါလိမ့်မယ်မဲလို့ရှိရင်တောင်ကြီးပွဲမှာပဲသိခဲ့ရတာပဲသမီးများတွေကလေးတော့တောင်ကြီးပွဲမှာသိခဲ့ရတယ်ဆိုတာသိကြကြဘယ်တော့မှလူရေးကျင်ရေးရှောင်ရေးဆိုတာခင်ဗျားတို့မတွေ့ခဲ့ဘူးဒီကဘူးအားလုံးဆရာတော်တွေကဆရာကောင်းသမားကောင်းတွေကပြေးတဲ့နီးလို့မှခင်ဗျားတို့မလိုက်နာတော့ဘူးဆိုလို့ရှိရင်တတိယနောက်ဘဝဘာဖြစ်ရမှာတော့တောင်ကြီးပွဲသေဘောဝင်ရလိမ့်မယ်ဒါပဲဖြေကြည့်နောက်ဘဝတတိယဘာများဖြစ်အောင်မှာဘာဖြစ်မှာတော့မသေးကြဘူးတောင်ကြီးပွဲသေဘောဝင်ရမှာပဲဆရာမကလည်းလာလို့ကြည့်မှာကိုယ်ခန္ဓာကိုယ်ထဲမှာတောင်ကြီးလူပါလာတာသဘောကျကြကိုယ်ခန္ဓာကိုယ်ထဲမှာပါသွားလားဒီအမရဏဆိုတဲ့တောင်ကြီးတွေကကိုယ်ခန္ဓာကိုယ်အမြဲကြည့်နေနောက်ဆုံးမိတ်ကလေးအရှင်းသားမလားသေသားမလားအသေးသွားအောင်လည်းကြည့်လိမ့်မယ်ဆိုတော့ညှင်းဖို့လိုသေးလားဒီကမောင်ရဲ့จิตတို့အမွေးလွဲပြီဓမ္မတွေပဲဆုံးဖြတ်ချက်ချကြမယ်အမွေးလွဲဆိုတာကတရားမဟုတ်ဘူးခင်ဗျားတို့တောင်လေးလုံးရမှာမွေးရပါတယ်ဆိုတဲ့ကူကခင်ဗျားတို့ကမသိလိုက်တဲ့ဖြစ်ခြင်းသရာပိဒုက္ခသစ္စာမရဏပိဒုက္ခသစ္စာမသိတော့ဒီကြားမှာကြီးဖြစ်ရပါလို့ဖြစ်သဘောကျသရာပိခင်ဗျားတို့ကြိတ်မဲ့ဒုက္ခသစ္စာမရဏပိဘုရုကြိတ်မှာအဲ့ဒီဒုက္ခသစ္စာမသိတော့ဒီလူပြရပါလေနတ်ပြရပါလေဇမပြရပါလေတောင်ကြီးပွဲသေဘောဝင်ရပါလို့ဤပေါ်ကြလူပြရပါလို့ဆိုရင်နတ်ပြရပါလို့ဇမပြရပါလို့အမလေးတရားရမတောင်းတော့မတောင်းတော့ရှိစမ်းမတောင်းတော့မှခင်ဗျားတို့ကနတ်ကံပေးပြီးကြလားသောတော့ပါဠိဖြစ်စေဘာလို့လို့ပြောသည်ဖြစ်စေအင်္ဂလိပ်ကင်းနိုင်ထမရဲ့ဆိုတော့နတ်ထဲမှာသရမရဏကပါရဲ့မြမထဲမှာကျေကျိုးလေးမှန်တဲ့ထဲမှာလူဘဝတွေထဲမှာဒါဖြင့်ဘယ်ဟာရှိတောင်းရလို့ရှင်တောင်းရင်တော့လဲရပါမလဲလို့မေးလို့ရှင်သုံးလုံးထဲမှာပြင်ဘယ်ဘုံမှဘွားမတောင်းနဲ့တောင်းကြီးဘွားမှာသေဘောဝင်ရမှာကြီးလို့ဥက္ကမောင်မှတ်လိုက်စမ်းပါဥက္ကရင်ဘယ်လိုမှတ်မလဲရှင်းကြဒီတောင်ကြီးကဇရာတောင်မရဏတောင်ဒီဘက်ကဒီဘက်ကတောင်နေရောဇရာမရဏတောင်လေးကြီးပဲဆိုတော့ဇရာမရဏကလည်းခန္ဓာကိုယ်ထဲမှာပါပြီးသားဆိုတော့ဒကာဓမ္မတို့သေဘောတော့ပြန်လွတ်ပါမလားလွတ်ပါဗျာအဲ့ဒီရင်ခေါ်ရမင်းကြီးကိုဘုရားသခင်ကိုရမကြီးကပြောလိုက်
ဒါကြီးတဲ့ရှေ့ဘက်ကလူတွေလည်းကြိတ်ကုန်ပြီနောက်ဘက်ကလူတွေလည်းကြိတ်ကုန်ပြီတောင်ဘက်ကလူတွေလည်းကြိတ်ကုန်ပြီနောက်ဘက်ကလူတွေလည်းကြိတ်ကုန်ပြီရှင်မြင်းလည်းအရှင်မင်းကြီးကျွန်တော်တို့လည်းကြပါအရှင်မင်းကြီးလည်းဒီတောင်ကြီးကွဲလွတ်အောင်လုပ်ပါဆိုတော့ရှင်မင်းကြီးဘယ်လိုစကားပြောမလဲလို့ခင်ဗျားကပြောလိုက်သူကတတ်တော်ဘုလူတွေနဲ့ရှင်မြင်းတို့အားပြတယ်ဆိုကြွားမှာအခုတောင်ကြီးတွေနဲ့မေးလိုက်တော့ဒကာဓမ္မတော့အဖြေထွက်ဖို့တော့ခက်တော့မခက်ဘူးလားအဖြေထွက်ဖို့ငန်းခက်တော့သူဖြေဖို့နေနားထောင်ကြတာပေါ့ရှင်ဗျာတဲ့ဒီဟာတွေတော့ဖြင့်မြင်လာလိုက်တာလည်းကောင်းငင်ရောက်လို့လေးဘက်ကလည်းသိနေတယ်ဆိုထွက်ပေါက်ကလည်းမရှိဘယ်လိုလိုရှိတဲ့ပုဂ္ဂိုလ်မှလည်းဒီတောင်းလေးလုံးကြောပြီးဒီကရာထွက်ကြမရှိဘေးလည်းထွက်ကြမရှိအပေါ်လည်းမကျော်နိုင်အကုန်ဒီဘောဝင်ရတယ်ဆိုတော့ဒီနေရာမှာလူရည်တွေကိုရှားလို့ရှိရင်ဒီတက်ကောင်တော်ဘုရားတွေလည်းအလကားပဲဗျာဇေယျဘုံမှန်ပြနိုင်ကြပါတတ်ဒီမှာရှိတဲ့လုံးနဲ့တရားဇေယျဘုံမှန်ပြနိုင်မှာမရတော့ပြန်စစ်ထိုးနိုင်မှာဒီတိုင်းဒီမှာလည်းလဲပြီးဒီကလာခြေပွဲခံလိုက်မရှိသဘောပါဒါဝေးဒါပြန်ဘယ်လိုကြံစည်ရမလို့ဆိုတဲ့အလုံးကယနေ့ပေါ်လာပြီအဲဒါမှဘယ်လိုကြံစည်ကြမလဲဆိုတဲ့အရေးအရေးကြီးလားမကြည့်ဘူးလားအဲ့ဒီရင်ခေါ်တော်မင်းကြီးကရှင်ဗျာတဲ့ပြီးတော့ကြွားခဲ့ပြီမော်ခဲ့ပြီမောက်ခဲ့ပြီလူလူအင်အားနဲ့ကွာအလုံးစုံကွန်တက်တော်ဘုရားနဲ့အားပြပြီးခေါင်းမှာဗိတ်ပိတ်သွင်းတဲ့ရှင်မင်းမို့အားပြပြီးလာညာတော့လေဒီတောင်လေးလုံးစိတ်တဲ့အထက်မှာတပည့်တော်လက်ဆရာမမြင်ဘူးအဲ့တော့လက်ဆရာမြင်တာကိုပြောရလို့ရှင်ဖြင့်ဓမ္မစရိယာနဲ့သမစရိယာပဲရှိတော့တယ်လို့ဖြေလိုက်ပါတရားကိုကျင့်ဖို့ပဲသဘောကျတရားကိုကျင့်တဲ့ကသမစရိယာဆိုတဲ့တရားဒီတရားနဲ့ညီညွတ်အောင်ကျင့်လိုက်လို့အမှန်မရှိတယ်လို့လုပ်ရလို့ရှင်းဖြင့်တောင်ကြီးပွဲထဲမှာကျွတ်တို့ပါစရာမြင်သေးရဲ့သဘောပါကြဒါဖြင့်ခန္ဓာစုတောင်းတဲ့ပုဂ္ဂိုလ်အကြောင်းကိုဖြင့်ယနေ့ဘုန်းကြီးတို့ဓမ္မတွေသံဝေရရအောင်လို့ဟောတယ်လို့ဒီလိုမယူလိုက်ပါနဲ့နော်ခင်ဗျားတို့ဧကံကြိတ်ခံရလိမ့်မယ်လို့ယူလိုက်ဘုန်းကြီးကသံဝေရရအောင်လို့တရားဝင်ပေါ်ရောက်တယ်နဲ့ဓမ္မတွေတရားအထုတ်သေးခြင်းနဲ့ဩဒါကြီးပြပြီး6ဟောတယ်လို့ဒီလိုမြည်လိုက်ပါ6ဟောတာလားကိုတောင်နဲ့ကိုကြည့်ရဖလား6တာသလုံးမှမပါပါဘူးတရားဓမ္မတွေကသားနဲ့ပြုံသမီးနဲ့ပြုံပစ္စည်းရွှေငွေကြောက်တော်မမြင်ရလေးရတယ်ဒီထဲမှာတောင်ငယ်ကျေးလူကနေတော့မသိလို့ပြုံးလို့ရှိသေးတယ်။နမနာမဆိုးရကြဘူး။အဲဒါကြောင့်ဒီတောင်ကြီးပြောရဲမှာတောင်လေးလုံးကမွေးတဲ့ပုဂ္ဂိုလ်တရားဝါတို့ဥက္ကမောင်တို့လူရင်းကျွေပြင်သေးရဲ့။ဘယ်နဲ့ကြောင့်ဒီတောင်ကြီးပြောရဲတောင်လေးလုံးကမှမွေးဝါတယ်လို့ဖြစ်ရပါလေဆိုတော့နတ်ပြည်လည်းဒီတောင်ရှိတာဇမပြည်မှာဒါပေမဲ့ကျွတ်တို့ကနတ်ဖြစ်ရှင်လို့ကျွတ်တို့ကဇမဖြစ်ရှင်လို့တောင်ထဲမှာမွေးဝါရှင်းမလားကျွတ်တို့ကကျွတ်တို့ကကျွတ်တို့ကလူဖြစ်ရှင်လို့တောင်ထဲမှာဝါဖြစ်ရဩခင်ဗျားတို့အမွေးလွယ်ဆိုပြီလွယ်ဆိုပြီဥက္ကမောင်ဘယ်လိုဆုံးခဲ့ရအမွေးလွယ်ပြီတဲ့ခါတော့တောင်ထဲလုံးရမှာသွားမွေးတောင်အငင်းနေတဲ့တောင်ကလေးတောင်ကစုပြီးကြိတ်တဲ့တောင်လားလေးတောင်ကစုပြီးကြိတ်တဲ့တောင်ကြားမှာကျွတ်တို့လူပြေတောင်ကြားမွေးလဲရှင်လည်းကြိတ်ခံနတ်ပြေတောင်ကြားမွေးရောအခုတော့ဘယ်နေရာများရောက်နေကြပါလိမ့်တောင်ကြားတဲ့ပဲရောက်ဒကာဓမ္မတို့ကြံနေကြပြီတော့အခုအချိန်မှာချိန်လေးကြံနေတယ်အခုအချိန်မှာအချိန်ကြံလေးတော့ပေါ်နဲ့ဒီတရားကိုမနာလိုက်ပါနဲ့ကိုပြည့်စံကြိုက်ကိုပြောနေတယ်ဘယ်လိုပါလဲကိုပြည့်စံကြိုက်ကိုပြောနေတယ်ဆိုတော့ဒကာဓမ္မတွေသိကြကြခုတရားကနာကြဒကာဓမ္မတွေတရားနာတဲ့ခါကျလို့ရှိရင်ကိုမဆွေးနဲ့ကိုသိန်းကနဲ့ပြောချက်ဆိုကြလို့ပေါ့ဗျာတရားတော်မှနှလုံးသွင်းနဲ့မဆွေးဆုံးတဲ့ခါမှာတန်လေးဝလေးထုတ်ပြီးပြောချက်ဆိုကြတောင်းတင်းရောက်ပြီးသိခုပြီဆိုတော့မသိလို့ဆူတာဟုတ်ရဲ့ရှင်းပြီဗလားဘယ်နဲ့ကြောင့်ဆူတာပါလဲနောက်တော့ဒီတောင်းရရောက်ပြီလူကြီးကြီးရဲ့ဆိုတဲ့ဓမ္မစရိယာနဲ့ဓမ္မစရိယာဆိုတဲ့ခန္ဓာဥပါဒနာရှုတဲ့အလုပ်ကငါလုပ်နေတော့မင်းတို့ငါစကားပြောတော့ကတောင်းပြီးလို့လို့မြင်နေပြီစောစောပဲလူပဲစောစောအထုတ်ကြပါစောစောလည်းလာကြပါဗျာရင်းကြအဲ့တော့တောင်ရမ်းမှာပြည်စံကြီးပြောတော့မကောင်းပါဘူး
ပြောပြမက်တဲ့တကားနဲ့ညီလို့ပြေလို့ငါလည်းပြေလို့တောင်းကြမယ်ဆိုတော့ကောင်းပြီလားအဲ့ဒါကြောင့်ဒကာဓမ္မတို့ညီနေနေကိုယ့်အကိုတောင်းနေတဲ့ကိုနေရာလေးကိုခင်းပြီးဒီကလာကိုယ့်အကိုခန္ဓာဆိုင်နေဘာကြောင့်တောင်းနေကြည့်နေတာနေလို့လူရဲကြည့်လုံနေတယ်မကောင်းလားအဲ့ဒါမသိတော့ဘူးဘောလာတယ်တွေ့ရတော့ဝန်တိုင်းတော့တယောက်တယောက်ဆုံးလို့ဆိုတာမလွယ်ဘူးလို့လုံနေနဲ့ဒီကကြီးကလိမ့်ဘူးလားဘာကြောင့်မလုပ်နဲ့လဲဆိုတော့ဟာဒီနေ့ဒီကံခေါ်ဖို့မလိုဘူးအပြေကတော့မလုပ်ဘူးမလိုဘူးလားအဲ့ဒါကြောင့်ငယ်ရမတို့ဒီကံကြီးပြောလို့ဖြစ်ရှောင်ကြပါဘာမှာပါလဲဒီကံကြီးပြောရှောင်ကြပါလို့ဥပဒတိပြလိုက်တာသူကမောင်ဦးပြောနေတာကလည်းဒီတောင်ကြီးကိုမှသိချင်းသိမလို့ဥပြောနေတာပြောနေတာတွေကဘာပြောဆိုကြပါအဲ့ဒါနာလည်းမနာကြနဲ့ခင်ဗျားတို့ပြောပုံကတော့အယုဆိုးမဆိုးဘူးလားဘာပြောရဲဟာမကောင်းပါဘူးဗျာဒီကနေ့ဆိုရင်လူရေးရှာရခင်ဗျားတို့ဘယ်နဲ့ဖြစ်အမလေးငါးရဲ့ဘောကရေမရှိတော့ဘူးသုံးရစားတော့မယ်ရေကကုန်နေပြီဒါကြောင့်သူတို့ကအတောင်လေးရှက်ပြီးကြလားပြေးနေသေးတယ်ဆိုရင်တိရစ္ဆာန်မိုက်နေတယ်ဒီကနေ့ပြင်ခင်ဗျားဆွမ်းလို့ကြီးပြီးအစာမရှိဘူးရေကခန်းနေပြီအဲ့ဒီရန်ကောင်ရှက်ပြီးကြလားဟိုပြေးပြီးနဲ့ဥက္ကမပြောနေမှဆိုလို့ရှိရင်ဖြင်းဒီငါးလေးကုန်းဝါနေကြည့်တဲ့ပုဂ္ဂိုလ်ကတဲ့ကြမကောင်းဘူးလားဟာဒီကနေ့ရောပြောနေဘယ်နဲ့ဆိုကြဒါကြောင့်ခင်ဗျားတို့ပြောကြဆိုကြပြင်းပြရှင်ကြတာဘုန်းကြီးများဝမ်းသာပါတယ်တဲ့တို့ကပြောကုန်ချုံးကြဘယ်နဲ့ကြောင့်ချုံးကြချုံးကြဒီကနေ့ရောဖြစ်တောင်းလိုက်ကြည့်ရဲ့ဘလာကနေလည်းကြည့်ဘူးလားမရဏကအသက်ပြောင်းကြည့်မယ်ဆိုတာကမသိကြဘူးလားဘလာကကြည့်ချက်မရဏကအသက်ပြောင်းကြည့်မယ်ဆိုတာကလည်းတရားဓမ္မတွေညင်းလို့လိုသေးလားအဲ့ဒီလိုဒီထဲမှာဒီကံကြီးပြောတော့ဖြင့်ကျွတ်တော့ဖြင့်ပြောလို့မပြောတော့ဘူးဆိုတော့မဆိုတော့အလို့ရုံးတဲ့နီးတာကျွတ်ဖြင့်ကျိုးစားပါတော့မှလို့ကိုယ်ရေးကိုပြီးဆိုင်ရှင်းလားဓမ္မတွေဒုတိယကဘာဆိုတော့ဘုံနေနဲ့လေးမင်းကြီးဝဲတော့သူများရေးဆိုင်နေသေးတာကိုယ်ထုတ်ကိုပြင်ပြီးကိုယ်ရင်ပြေးလာတာလားအဲ့ဒီလိုပြေးရမှာအဲ့ဒီလိုပြေးရမှာရှင်းပြီလားဒီတဲ့ဘုရားငယ်နေနဲ့အမေရဲ့သူ့တောင်းနဲ့ကြည့်ရတယ်အဖေရောမားလို့ရောကိုယ်မှာဘုရားနဲ့ကိုကြည့်ရပြပြဒီကလည်းနဲ့ဘုရားငယ်နေရှိသေးတယ်ငယ်ဓမ္မတော့ကိုယ်လုံးကိုရေးကြည့်ရင်းနေဘူးလားဘာနဲ့ရင်ဘာဆိုရတဲ့ကိုယ်တော်ကကိုယ်ရင်ကြည့်ကြိုက်သဘောကျဒီသားလေးကိုလွတ်မှာလားလို့မေးတော့ဘုရားကသူ့ကြိတ်တာပဲအဲ့တော့သာသမီခင်လို့ရှိရင်တောင်ကြီးဘောကလွတ်ရဲကိုသင်ပါဘုရားကနားရင်လေတောင်ကြီးဘောကလွတ်ရဲကိုလည်းကျူးစားတာဆိုတာဟောတဲ့ဟောတဲ့ဘောပါကြဟာဘုန်းကြီးကခုနကပြောတဲ့စကားကိုဒကာဓမ္မတွေပြန်အုပ်ရအောင်နော်ပန်းဝေကရအောင်ပြောတာလားကိုဖြစ်စင်နဲ့ကြိုက်နေတာလားကိုဖြစ်စင်နဲ့ကြိုက်နေလို့ရှိရင်ဒီကမျိုးတော့မလုပ်ချင်နဲ့ရှင်းဥက္ကမဘာမလုပ်နဲ့မှာဒီကနေ့ပြောဆိုတာအမှန်တော့ဆရာမကောင်းဘူးဒီကနေ့ပြောဆိုတာခုနကငါးလေးတွေကတိရစ္ဆာန်ကလူလားရေလည်းမရှိဘူးလက်ပြဆိုလို့ရှိရင်ကြီးတော့လည်းတော့စွန်လို့အစာဖြစ်ရဘယ်လိုဖြစ်နိုင်လဲရေမှမရှိတော့ဘူးအဲ့ဒီတော့ငါးလေးတွေကပြောရရှင်ကြတယ်ဆိုလို့ရှိရင်တိရစ္ဆာန်များတဲ့မိုက်ပါလားနှစ်ပြင်ဒီကနေ့တော့ဒီလိုပြောတော့ဘာကြောင့်တိရစ္ဆာန်လေးရှိနေတော့မသိလို့ဆိုတော့ဗျာဒီနေ့ကဓမ္မတွေပြောနေဘယ်နဲ့ဆိုတာတိရစ္ဆာန်စိတ်ရှိလို့မသိလို့ဆိုတော့ဘုန်းကြီးကတော့မဆိုပါဘူးဖြစ်စဉ်ကကြိုက်ရင်းနေလားဘုန်းကြီးကတော့မဆိုပါဘူးဓမ္မတွေကတွေ့ရဝန်ပါလိုက်တဲ့စရှိဒီနာမျိုးမျိုးပုံမဟုတ်တာတွေလည်းဘာရဟုတ်တာတွေလည်းဘာရတော့ဗျာအဲ့ဒါတွေလျှောက်ပြောနေမယ်ဆိုလို့ရှိရင်တောင်းလိုက်ကြိတ်တာကလည်းတော်တော်နားနေပြီဒီထဲကနေပြီးမရှိတော့သေးနဲ့မဟုတ်တာတွေလျှောက်ပြောနေမယ်ဆိုလို့ရှိရင်သိအောင်ကြည့်ပါလိမ့်မယ်ခင်ဗျားတို့သဘောပါကြဒါပြဘုန်းကြီးတို့ဓမ္မတွေအိမ်မှာသားနဲ့ပြောပြောသမီးနဲ့နေနေကိုယ်ရေးကိုတော့ရုံပါဘယ်လိုမှာပါလဲဘုရားကကိုကြည့်ရကိုယူလာတဲ့ဇေယမရဏကကိုကြည့်ရကလေးမှာရောဒီ
ပြီးလာတဲ့ဇေယမရဏကမောင်လေးပါးလေးတွေမှာကြည့်ရပဲဖြစ်နေတော့ကိုယ့်ဟာကိုအလွတ်ရုံးမှသာနေရမောင်ဆွဲနေလို့လည်းကိုမလွတ်ပဲဘူးဆွဲနေခြင်းကမောင်လေးမကြိတ်ပါရင်လည်းဆိုတော့သူကြီးလိုက်တော့မှသူကြိတ်လွတ်ပါမလားအဲ့ဒါလေးသေချာသိတော့မှအတ္တဤအတ္တနောနာထောကိုယ်ကြီးတာကိုကြီးပါလားဘာကြခင်ဗျားတို့ကမ္မယောက်ျားဘာလို့လဲဒီလိုမျိုးပြောများတယ်မယုံနဲ့မင်းကပူရမရှိတာကိစ္စငါတောင်းကြည့်ယူလို့သာပြောယုံနေကြလားဒါကမှလည်းကတော့ယောက်ျားတဲ့ပုဂ္ဂိုလ်မြတ်ပါဘူးရရှိတယ်ငါရှားကြည့်လို့ရှားကြည့်တယ်ကလည်းစားရမှတည်းရှားထွက်ပြရမလို့ရှင်းနေလို့ပြောတောင်းကြည့်လို့ယုံနေကြလားလေဒီမြည်ရဲ့ဒါဖြင့်ဘောဓမင်းကြီးကဓမ္မစရိယာနဲ့သမစရိယာပဲရှိတော့တယ်ခင်ဗျာတောင်းကြည့်ွယ်လို့ဖို့ဒါပြန်ဥပဒနာလုပ်ခဲ့ရှိတော့ဥပဒနာလုပ်တဲ့အခါကျတော့ဘုခန္ဓာမုန်းလို့ဘူးလားဘုခန္ဓာဖြစ်ပြမြင်တော့ဘုခန္ဓာဖြစ်ပြမုန်းတော့ဘုခန္ဓာကြီးကိုဒုက္ခသစ္စာပဲမဲ့မလို့ခြင်းတော့ဘူးဆိုတော့မဲ့နာလာလိုက်တော့ခန္ဓာဖြစ်သေးရဲ့တောင်းနေရသူတို့ကအချောက်စိတ်နေမှာပဲအစိုးစိတ်တော့မရတော့ဘူးလက်နေနေရလားဒါတော့ပဲဒကာဓမ္မတို့တောင်းကြည့်ပဲကလွတ်တဲ့တရားဘယ်လိုပါလိမ့်မလဲဆိုတော့ဝိပဿနာပဲရှင်းကြတောင်းကြည့်ပဲကလွတ်မဲ့တရားကဒါလေးဒါပဲဒါလေးမှဘုန်းကြီးတို့ဒကာဓမ္မတွေကဒီလောက်အမြင်ထင်ကိုယ်မှလည်းကြိတ်နေတဲ့ကောင်းတဲ့ကလူကြီးတွေမလုပ်သေးဘူးဆိုလို့ရှိရင်လူစိတ်မရှိလို့ဘုရားနားလေးလို့ဖြစ်ဘုရားဖြစ်နားလေးရဲ့ရေရောကမ်းမိဒကာဓမ္မတွေအဲ့ဒီမှာကြောင့်ဖြစ်ပြီးကြတာဟိုမြူးလိုက်ဒီမြူးလိုက်ဆိုလို့ရှိရင်ဘာပြောတဲ့သေကံကြီးပြောဘယ်နဲ့ကြောင့်ပြောပါလိမ့်မလို့ဆိုတော့တိရစ္ဆာန်မို့သေကံကြီးတော့ဘယ်နဲ့ကြောင့်ပြောပါလိမ့်ဒါရင်ရတဲ့ကျွတ်တော်မှာပဲတောင်းနေကိုယ်တိုင်ကြိတ်ခံရပါလားမသိရတော့မဲ့ကြံတော့သဘောကျမသိရတော့မဲ့ကြံတော့လေဆိုတော့ပေါ်ကြဒီထဲကနေပြီးပြုံးမှရှင်ကန်းနဲ့ကိုယ်ရေးတော့ကိုယ်မလုပ်ပဲနဲ့ဒီကောင်မတွေလောဘတွေများနေကြမယ်ဆိုလို့ရှိရင်ဖြင့်ဒီလောဘကအဖို့ဝတ်တံပါရဲ့လားဘုရားသေးကိုလွတ်ပါရဲ့ဓမ္မတို့လောဘဟူ၍ဒီကားလို့ဆိုရင်ဖြင့်ပြေခြင်းလို့ဒီလောက်များတာပဲလို့ဆိုရင်တော့လွဲပါခုနကပြောတဲ့ဝိပဿနာအလုပ်ကကျိုးစားဖို့သူပဲလို့ဆရာရှိရှင်းကြမလားပစ္စည်းနဲ့ပေးတော့လေဒီတောင်ကြီးတွေကရမှာဘန်းတော်ကြီးနဲ့တားပြန်ရောရွှေတွေမြဲနဲ့တားပြန်မြင်းနဲ့ဆုံးနဲ့တားပြန်မရဘူးသူတို့ကိုကြိတ်ခံရတာဓမ္မတို့မြင်းနဲ့ဆုံးတွေကိုပါပြည့်လဲဒါကြောင့်ဘောဓမင်းကြီးကတပည့်တော်လည်းမတတ်နိုင်ဘူးဗျာတပည့်တော်လည်းကြိတ်ခံပြီးသေဘောဝင်ရမှာပဲအဲ့တော့အကျိတ်လို့တဲ့နည်းကိုတပည့်တော်လျှောက်ထားရလို့ရှင်ဗျာဓမ္မစရိယာဆိုတော့ဝိပဿနာအလုပ်ပဲရှိပါတော့တယ်ဒါပဲကြိုးစားမှာပါပေါ်ကြဒါဖြင့်တောင်ကြီးပဲကလွတ်တဲ့လောအောင်ယုံနိုင်တဲ့နည်းဘဝနဲ့ဆိုသံဃာကလည်းတောင်ကြီးကိုသိခဲ့ရတာအမှန်တန်ရှင်းပြီးဒီကကနေတဲ့အတွက်ဘုန်းကြီးတို့ကဓမ္မတွေဒီတစ်ခါဖြင့်ကိုယ်အရေးကိုကျင့်လာတော့ဘုန်းကြီးနဲ့ရလို့သေးတယ်ပေချာညာနဲ့သံဃာကြပါနော်ငဲ့လို့ရှိရင်ဖြင့်ယဉ်နေတဲ့လူငဲ့လို့ရှိရင်ဖြင့်ဒကာဓမ္မတို့ကိုယ်ပါရောနေတာယဉ်နေတဲ့ပုဂ္ဂိုလ်ကဆက်လိုက်တဲ့အခါကျသူ့ဘယ်လိုပဲဖက်လိုက်တဲ့အခါကျတော့ခုနဆက်တဲ့လူကဘာဖြစ်သွားခင်ဗျားတို့အခုသားတွေခင်ဗျားသမီးတွေခင်ဗျားဆွေတွေခင်ဗျားမျိုးတွေခင်ဗျားတော့သူကယဉ်နေနေတယ်ဆိုမှကိုယ်ကတော့ပူတာနဲ့တူတယ်ဆိုမှမရကိုယ်ကမြင့်ချင်လို့ဘယ်လိုဆိုကြတော့ခင်ဗျားတို့သားခင်သမီးခင်ဆွေခင်မျိုးခင်သင်္ကေတရခင်ဆိုတာတွေကဘာသင်ညကိုယ်ကမြင့်ချင်လို့ဒါဖြင့်ဒကာဓမ္မတို့ကိုယ်ကိုသနာပါတယ်ဆိုတာမှန်ပါရဲ့လားကိုယ်ကိုသနာပါတယ်ဆိုတာအမှန်လည်းနေပြီသဘောကျဒါဖြင့်ဒကာဓမ္မတို့ခမဲကျေတော်ဥစ္စာရင်တို့ကိုယ့်ဟာကိုယုံကြတယ်ဘယ်လိုဆုံးဖြတ်ချက်ရှိုက်ကိုယ့်ဟာကိုယုံနေရှင်းဖြင့်ဒကာဓမ္မတို့သစ္စာသိအောင်လို့ဆရာဒီဘက်ကတောင်းကြီးနှလုံးကလည်းဗာသစ္စာကိုယ်ခန္ဓာရဲ့ကိုယ်ခန္ဓာပဲဒီဥစ္စာနော်ဒီဘက်ကတောင်းကြီးနှလုံးကဒီဘက်ကတောင်းကြီးနှလုံးကဒီဘက်ကတောင်းကြီးနှလုံးကဒါပေမဲ့ရှင်းရနေလို့ဒီဘက်ကတောင်းမကြိတ်ပါပဲ
တောင်းကမလို့ရတဲ့ပုဂ္ဂိုလ်မြောက်ကမလို့ရတဲ့ပုဂ္ဂိုလ်ဒါဖြင့်အနောက်မလို့ရတဲ့ပုဂ္ဂိုလ်ဒါဖြင့်တရားဓမ္မတွေဘယ်လိုများလို့ရရှိရရှိသေးလဲကဲသောတာမင်းကြီးကပြောလိုက်ရှင်ဗျာဓမ္မစရိယဆိုတဲ့ဝိပဿနာဉာဏ်လို့ပဲကိုးစားရအတ္တရှိပါတော့တယ်သူကတော့ပြန်အဇရံလို့ဆိုတာဘူးအဇရံမဥရောက်ဖြစ်သောအမတံမတရားဖြစ်သောဆိုတော့တောင်းလို့မလုပ်ဘူးလားဒါပြန်မဥရမတရားသွားတဲ့ကျတော့ခန္ဓာဖြစ်ပြက်ကိုမြင်အောင်လုပ်ပါခန္ဓာဖြစ်ပြက်ကိုမောအောင်လုပ်ပါခန္ဓာကြီးနဲ့နေရတာဒုက္ခသစ္စာပဲဆိုပြီးပိုင်နိုင်ဒီဒုက္ခသစ္စာကြီးမလို့ရှင်းလို့ရှင်းပြန်ရောအထုတ်တဲ့ယောဂီပုဂ္ဂိုလ်ခန္ဓာရပါခန္ဓာရမှာတောင်းနေကြည့်ခန္ဓာမရတဲ့ပုဂ္ဂိုလ်တောင်းကြည့်လွတ်တဲ့ဆိုတာသိကြရဒါဖြင့်ငယ်တုန်းကတော့ခင်ဗျားတို့အိမ်ရောက်လာတဲ့အခါကျလို့ရှင်းပြန်ဩမနေ့ကချိန်ထားတာတော်တန်ရပြီနေယနေ့ကြီးတဲ့ဒီကနေ့အောင်ချိန်ကြည့်ဆိုတာမနေ့ကလည်းယနေ့အချိန်ပြင်းတာမြင်နာမလားဒီနေ့လည်းအိုးလာတယ်ဆိုတာဓမ္မကိုအိုရောဟောရတယ်တောင်းကြည့်လို့လားဒီလောက်နဲ့သူရမှာလားအသေးသေးဦးမှာလားအသေးသေးဦးမှာဆိုတာမသိကြဘူးလားအဲ့ဒါလေးပိုင်နိုင်ပြီးတော့မှဩတို့ဒီကားတော့တောင်းတယ်မိုးခွာတယ်ဆိုတော့ဒီကားတော့လူကြီးကဘာလို့ဆိုဆရာမနာတောင်းတယ်မိုးခွာဘာလို့နတ်ကြီးကဘာလို့ဆိုဓမ္မကြီးကဘာလို့ဆိုအဲ့ဒါခင်ဗျားတို့ကတောင်းတယ်မိုးခွာပါလိမ့်ဆိုတော့တောင်းချိတ်တာခင်ဗျားတို့ပြည့်စုံတယ်ဘာကြောင့်လဲဆိုတော့ဇာမနာဒုက္ခသစ္စာလို့ဒီရှင်းရဘာမလဲဒါဖြင့်ဇာမနာဒီဒုက္ခသစ္စာဆိုတော့ဇာမနာဒီယုတ်ဤစရာနိုင်စရာဆိုရုပ်ရှိရင်လည်းယုတ်စရာလာမယ်မြင်ရှိရင်ကဲဘယ်ကောင်းလဲဒါဖြင့်ငယ်ဓမ္မတို့ဇာမနာလွတ်တဲ့ရေးရချင်းဓမ္မစရိယဆိုတဲ့ဥပဒနာညာမဲ့ညာမရှိတော့လေဒါပဲကျူးစားကြပါစို့ဆိုတာဘောလုံးဆုံးဖြတ်ချက်ချဖို့ကောင်းအောင်ဒါကြောင့်လူလူမဒီကအင်္ဂလိပ်မကင်းဘူးဆိုတာဘောနေဘာမှအသေးသေးဓမ္မတွေဒီဓမ္မတွေတနေ့တည်းအိုအောင်ကြည့်တယ်တနေ့တည်းသေအောင်ကြည့်တော့မယ်ဇာမနာကလေအဲ့တော့လူအင်္ဂလိပ်ကင်းတော့ဘယ်လိုရှင်းမှာအဲ့တော့ဒီတရားဘောတွေဒီဆရာရောဒီဓမ္မတွေရောဘာလုပ်ကြမှာလဲဆိုတော့တောင်ကျင်းကွဲမှလွတ်ရတဲ့အလုပ်ကိုလုပ်ရတယ်ခန္ဓာမရှိတဲ့အလုပ်ကိုသဘောပါကြဘာလုပ်ရမလဲခန္ဓာမရှိရင်ဇာမနာရောမရှိဘူးဆိုတော့သိကြရင်ဟုတ်လားဒါဖြင့်တရားတော်ကခန္ဓာမရှိတဲ့အလုပ်ဟာအကောင်းဆုံးခန္ဓာမရှိတဲ့အလုပ်တွေအကောင်းဆုံးဆိုတော့လုပ်တဲ့ပုဂ္ဂိုလ်မှာတော့ခန္ဓာမရခန္ဓာမရတယ်ဒီခန္ဓာမရတဲ့ပုဂ္ဂိုလ်ဟာခန္ဓာရောတော့နိဗ္ဗာန်ဆိုတဲ့နိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်လို့ဆိုရင်တော့အဲ့ဒါကြောင့်ခန္ဓာမရှိအောင်လုပ်တတ်တဲ့ပုဂ္ဂိုလ်ဟာတောင်ကျိတ်ကွဲမှလွဲပါတယ်ဘယ်လိုဆုံးလိုက်ချအဲ့ဒါဓမ္မတွေဘုန်းကြီးကပြောရသူတို့ပြုံးတာကိုလေသူတို့စီဝတ်တယ်လို့ပြုံးရဒါလေသမီးတွေကပညာရေးရှင်းပြဆုံးတော့ကိုယ်စားရဖြစ်လာလို့ပြုံးရလူလမ်းမြောက်လာလို့ပြုံးရတိရစ္ဆာန်မျိုးပြုံးနေတာကိုတောင်ကျိတ်နေတာတော့မသိတော့သူကလူလုံးပြုံးမှာဟုတ်တယ်အဲ့မလွယ်နေဘူးလားအဲ့ဒါတော့ဒီလိုပေါ်လို့ဒါတန်ရုပ်ပါဠိတော့ထုတ်လာသဘောပါကြဒါဖြင့်ဓမ္မတို့ဘောရမင်းကြီးကိုဘုရားခင်ကိုရမကြီးကဒကာကြီးရေးတဲ့သမီးတွေဒကာကြီးကြည့်ပြီးကြည့်တော့မှတော့လိမ့်နေလာနေပြီဒကာကြီးဘယ်လိုကြံနေလုံးတောင်လေးလုံးကပြန်လာပြီရှင်ဗျာဓမ္မစရိယာနဲ့ဓမ္မစရိယာကအာဟုရရှိပါတော့တယ်ဆိုတော့ဒကာဓမ္မတို့သူတော်ကောင်းရှင်းမဲ့အာဟုရရှိပါတော့တယ်ဘယ်လိုမှကြရှင်းပြီနော်ကောင်းပြီလားပဲသူတော်ကောင်းရှင်းမဲ့အာဟုရရှိပါတယ်ဆိုတော့ဒီလောက်ဟာဘုန်းကြီးပြောတဲ့ဥပဒနာကမဉ္ဇဉ်ကူးတဲ့အလုပ်ဟာမလုံးမဖြစ်တဲ့အလုပ်လို့မှတ်ချက်ကောင်းပါဘယ်လိုမှကြမလုံးမဖြစ်တဲ့အလုပ်ဆိုတော့အသေးလို့တဲ့အလုပ်ဖြစ်နေသောကြောင့်ခင်ဗျားတို့ကအသေးလို့မရှာပါနဲ့တော့ရှင်းလားကံလေးလုံးရမှာမမှုချင်ပါနဲ့တော့အသေးလွတ်တာကရှောင်ပြရှားကြပါတော့ဆိုတော့ဒါဒကာဓမ္မတို့ကကိုယ်ရေးဆိုတာသိကြဘူးခင်ဗျားရေးလားကိုယ်ရေးလား
ဒါကိုရေးမသိတော့တောင်ကြားပြုကိုရေးမသိတဲ့ပုဂ္ဂိုလ်ကဒါကြောင့်ဘုန်းကြီးတို့အားလုံးကရင်းချရကြီးပဲဒီတောင်ကြားပြုနေတော့ဘုန်းကြီးမရှင်းနဲ့ထူလွန်းတယ်အားလုံးတယ်မဆိုရဘူးသူပြောနေတာကသူကအန္တရာယ်ကျင်းလို့ပြောနေတာအန္တရာယ်ကြားလို့ပြောနေအန္တရာယ်ကြားတဲ့ပြောနေတော့သူထူလွန်းအားလုံးတော့ဘုန်းကြီးတို့ကအမြင်ကျတဲ့ပုဂ္ဂိုလ်များကရှင်းနိုင်ကြကောင်းရတယ်ခုခင်ဗျားတို့ကပဲအခုဘုန်းကြီးတရားကိုနားလို့တောင်းလာတဲ့သေချာကြိတ်နေတာသေချာသိတော့ခင်ဗျားတို့အောက်ကကလေးတွေကပြောလိုက်တယ်နဲ့ပါလိုက်တယ်နဲ့နေတဲ့ကောင်ကလေးများဘာမှမသိချဘူးခင်ဗျားတို့ကိုယ်တိုင်ပဲသံဃာမရဘူးလားဖို့သူပဲလေယနေ့ကစပြီးဒီကဓမ္မတွေကြောင့်တောင်းကြီးလေးလုံးကပဲလာနေပြီတပည့်ကြတောင်းကြီးလေးလုံးကပဲခဏလေးခဏလေးလေမိလာပြီအခုတောင်ကလုံးကကြိတ်ထားတာလေတော်တော်အိုးလာပြီနောက်ကလုံးကြည့်ရင်ဘာဖြစ်မှာခင်ဗျဒီဝဲကြံတော့တယ်ဆိုတော့ဘယ်နဲ့လုပ်ပြီးကြလဲမြင်မှာတော့ထွက်လို့ထွက်ဖို့မရဘူးမြင်တာလည်းအဲ့ဒီကမြင်မှာပဲကြာမြင်တာဟုတ်ဝဲလို့လေးငါရှိနေတယ်ဆိုတော့တခါသစ်တော်မောင်ရတယ်ဘယ်လိုရုပ်နေရရှိလို့အဲ့လိုမရှိတဲ့အချိန်မှာခင်ဗျားတို့အမွေးလွဲတာဒီဘာဖြစ်လို့အမွေးလွဲပါလိမ့်မလို့မေးတဲ့အခါကျတော့ခင်ဗျားတို့သူတော်လွယ်လို့ပေါ်ကြပါပါလိမ့်လူကြီးရပါလိမ့်တောင်ကြားမွေးရပါလို့နတ်ကြီးရပါလို့ယမကြီးရပါလို့စကြဝဠာမန္တဖြစ်ရပါလိမ့်တောင်ကြားမွေးလို့စကြဝဠာပြောင်းဝှရှားတွေ့သေးလားတွေ့ကြသေးလားဘယ်တော့ကုန်လို့တောင်ကြားမွေးမှာဒီရောဝင်ကုန်ပြီဒီကမှာဘယ်လိုဆုံးမြတ်ချခင်ဗျားတို့စကြဝဠာသာတော်မှာခင်ဗျားတို့ဘိုးတော်ပြည်ပင်တွေကခင်ဗျားတို့ကိုတခါတည်းမကျင်လာလို့စွန့်ပြစ်သွားကြတာလားတောင်းလို့မတွန်းနိုင်တာနဲ့ဒီဘောဝင်ရတာလားခင်ဗျားတို့ကစိတ်ကိုမချဘူးမချပါမဲ့စံပြုတ်တယ်နဲ့သိရတယ်ဘာကြအဲ့တော့ခင်ဗျားတို့မျိုးရိုးကတောင်းရိတ်ကံပြည်ပြေဘောနေတဲ့မျိုးရိုးပဲလားလို့မေးလို့ရှိရင်ဖြင့်ခင်ဗျားတို့ဒီဆရာဘုန်းကြီးကဘောင်းမဆောင်တော့ဘူးဆိုရင်ဒီမျိုးလေးဖြစ်မဖြစ်ပဲသစ္စာမသိရမျိုးလေးသွားဖြစ်သူ့ထမောင်ကြီးသစ္စာကမသိလို့ရှင်ဇာမဏတောင်ကြားကြီးမူးမှာပဲဗျလူကြီးရပါလိမ့်ဇာမဏတောင်ကြားဖြစ်ရပါလိမ့်ဇာမဏလူကြီးတွေလည်းပါလားမပါဘူးလားရှင်းကြဒါဖြင့်ဓမ္မတို့ဒီတောင်ကြားကလောအောင်ရှင်မင်းကြီးစိတ်ကူးကောင်းပါလို့ခင်ဗျားကမေးလိုက်တော့ရှင်ဗျာဓမ္မစရိယာနဲ့သမစရိယာရှိတော်တာပဲဆိုတော့ဘုန်းကြီးတရားဓမ္မတွေသိရပါဗျာဘုရားကမဉ္ဇဏ်လုပ်ပဲတရားဓမ္မတွေအကုရရှိတော့ဒီပြင်ပါရှိသေးဘာမှမရှိဘူးဆိုတော့သိကြပြီလားကောင်းပြီဒါဖြင့်ဒီနေ့ဘုန်းကြီးများကလည်းပြောရတာတရားဓမ္မတွေလည်းနားလည်းပါလေရှိလို့အတော်ဝန်ပါကြကောင်းတဲ့နေ့ပဲနောက်မပြုံးရင်ပြုံးရင်လို့ရှိရင်ဖြင့်ခင်ဗျားတို့ဟောဒီတောင်ကြီးလွတ်တဲ့နေရာရောက်တော့ပြုံးတော့တောင်ကြားထဲမှာပြုံးတာလူလုံးလားကိလေသာပြုံးတာပြီးပြုံးလားမပြီးပြုံးတာမပြီးပြုံးဘူးဒီဒီကားလေဆိုရရှိရင်ကောင်းလို့ပြုံးတာလားတဲ့သူ့မှာယူလို့ပြုံးတာလားဒါဖြင့်ဗျာကိုလည်းယူလည်းမဖြစ်အောင်ဒါရင်အလိုလုံးနဲ့နီးတာလည်းဥပဒနာလုပ်ပဲရှေ့ပြင်ယူပြီးလုပ်ပြီးမဆက်အောင်ပဲလုပ်ပါတော့မယ်ဆိုလို့ရှိရင်ဖြင့်ဒီဃာရမတို့ဒီတောင်ထဲမှာမမှုခွာတော့သစ္စာသိမောဗျာသစ္စာသိတွေကလူကောင်းတာဒုက္ခသစ္စာနတ်ခန္ဓာဒါမရခြင်းလို့ဆိုတဲ့ကတောင်ကြားမွေးသေးရမမွေးတော့ဒီဃာရမတွေတောင်လွတ်ရမှာမနေရဘူးတောင်လွတ်ရသည်နိဗ္ဗာန်ပဲဆရာမရှိတာဒီနိဗ္ဗာန်အဆရာမဝေယဆင်းရဲဖြစ်တော့အမတမသေးရဆင်းရဲဖြစ်တော့နိဗ္ဗာန်ကနိဗ္ဗာန်ဒီဟောတိကြည့်မဝေယမသေးရနိဗ္ဗာန်တောင်လွတ်တဲ့နေရာဘယ်လိုဆုံးရတဲ့ခိုင်းဒါဖြင့်ခင်ဗျားတို့ယုံကြတာမယုံရင်ခင်ဗျားတို့ဘုရားဘာတွေဘယ်သွားပုံလို့သာကြည့်လိုက်မယုံရင်ဘုရားဘာတွေဘယ်သွားပုံဒါရီဟောဒီဝါရကုန်ပြီဘာကြလားဒါကြောင့်မယုံမှလည်းရှိသေးလားခိုင်းဒါဖြင့်ရှိကမုန်းမုန်းနဲ့ဒီတော့မုန်းမုန်းနဲ့လည်းခေါ်ရတယ်ဘယ်သွားပုံပါလိမ့်ဒါနေလို့ဒီဝါရကုန်ပြီဆိုတာမသေးကြဘူးလားခင်ဗျားတို့ချစ်ခင်တဲ့
ဘာလေးတွေသမီးလေးတွေတချို့ဆွန့်ပြလိုက်ရတာလေးတွေလေခင်ဗျားတို့ဆွန့်ကြတယ်သူတောင်းတဲ့သူကြိတ်ပြီးသိရတယ်ပေါ်ကြဒါရင်တော့ဓမ္မစရိယာနဲ့ဓမ္မစရိယာပဲလုပ်ကြပါသူကွန်ပျူတာလွတ်တယ်ဒါပဲရှိတယ်ပေါ်ကြလားအမလေးမသိလို့ပြောရတယ်တရားဟောရတယ်ကြာပြီအခုတရားမဟောရတယ်ဘူးဘာပြောနေလဲဆိုမသိလို့ပြောနေရတာဟာကြောင်ကမ်းပါဟာကြောင်ကမ်းမင်းကြောင်ကြီးတွေလာနေတယ်ဆိုတော့တရားလားတဲ့ကြောင်ကြီးကြောင်ကြီးလို့မသိတာနဲ့လက်တို့နေရတာလားသူများတို့ကနားကလေးမျက်လုံးကလည်းမမြင်ခက်လိုက်တဲ့ဖြစ်ချင်းမှမပြောပါနဲ့တော့အတော့ခဲ့နေတာဆိုတော့ပေါ်ရဒါကြီးကသူများကတရားဓမ္မတွေတောင်းလေးလုံးဖြင့်ရှင်ရှင်ကျွားကဘုရားကပြောလိုက်ရှင်ရှင်ကတော့ဒီတိုင်းကိုချုံမလို့ပြီးတကယ်လာခဲ့ရတယ်မြတ်အားတွေပြတာဗျာလူကြီးတို့ဘိသိက်သွင်းထားတဲ့မြင်းဆိုတာဒီမှာအားဆိုင်ကျုံးကုန်ကိုစကုန်မှာပေါ့မတို့ခါပြောသွားဒီရင်ဘုရားကောင်းလေးလုံးတရားသူ့ခေါ်ရင်းနေလားလူကြီးရှိသေးရဲ့ရှိပါဘူးအဲနောက်ကျတော့ရှိပါဘူးကဲလွတ်တဲ့နည်းကိုဘုန်းကြီးကပြောပြီးဘာကျင့်ကြမယ်ဘုရားကလည်းခန္ဓာမြင်အောင်လုပ်ခန္ဓာမြင်အောင်လုပ်ပြီးကြလားဒီခန္ဓာမြင်တဲ့အခါကျတော့ရှင်မမုန်းပါနဲ့ဆိုလို့မရဘူးမမုန်းပါနဲ့ဆိုလို့ရပါမိဘနဲ့ညံတက်လာမမုန်းလာတဲ့ဒီနေ့ကျတော့ဒီခန္ဓာကြီးကဒုက္ခသစ္စာအရှင်းမှန်းပြီးသွားတော့လိုချင်မအောင်မလိုချင်တော့ခန္ဓာတောင်ကြားမှာဖြုံးလာဒါနဲ့မလိုချင်တဲ့ပုဂ္ဂိုလ်ဥက္ကံမောင်နိဗ္ဗာန်ရောက်တာခန္ဓာမလိုချင်တဲ့ပုဂ္ဂိုလ်ကဒါနဲ့နိဗ္ဗာန်ရောက်ခြင်းခန္ဓာမလိုချင်တာအလုပ်ကိုလုပ်ရလိမ့်မယ်နိဗ္ဗာန်ရောက်ခြင်းခန္ဓာမလိုချင်လို့လုပ်ရလိမ့်ရှင်းပြီနော်ဤသို့ပြုရမျက်ပုံကိုကြီးထမင်းခေါင်မြင်းမွေတောင်ဦးမကကျူသားကျေးဇူးရှင်မွေးမိခင်နှင့်ဖခင်တို့အားရညာပါစေမြဝေမသွေနေဆဤကာယကိုစောင့်တပေတက်ကိုစောင့်နဲ့လဲမလက်စေရပေးဝိငိမိတ်တဆွေရဆရာသမားဘိုးဘွားကစရင်မယာစာဒေဝိုက်အနာဘုံမှာအာဂတ်နဲ့အထူးမလီကျက်ပုံကုတလကိုရကြပါစေမြဝေတပေတက်တာတတဝဟုနာနာလောကအနန္တရိမ်ကျက်စုကတတဝါပုံကိုဝနဲ့ဝိညာဏဖြစ်တီရှိခုနှစ်ပါးများစွာလုံးစုံပုံ30တစ်ဖြစ်သမျှဝေနေကြအားအမြတ်ကုသိုလ်ပေးဝေလိုထိုကုသဤပုံမူကိုအမြတ်ရကြသည်ရှိစေသောဝတ္တုံနေဤမြေပါသူတီလာတို့လဲတတေမှုဒီစေသောအာလုံးကြားသမျှအမြယူတော်မူကြပါကုန်လောတော်သူ